ပေါ်တူဂီအသင်းကပဲကမ္ဘာဖလားကိုကစားသမား28ယောက်ခေါ်လာလို့ရတာဘာလို့လဲဗျတခြားနိုင်ငံအသင်းတွေအကုန်လုံးကတော့သူတို့ရဲ့ final 26ယောက်စာလူစည်းရင်းကိုထုတ်ပြန်ပြီးကြပြီလေဒါပေမဲ့ပေါ်တူဂီကတော့တနိုင်ငံတည်း28ယောက်တောင်ခေါ်လာတာပါဒီအကြောင်းရင်းကိုကြားရရင်တော့တကယ်ရင်းနှင်းစရာပါပဲပထမတော့အားလုံးကသမ္မတကြီးကခရစ္စတီယာနိုရိုနယ်ဒိုကိုကမ္ဘာဖလားနဲ့သူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်ခွင့်ရအောင်လက်ဆောင်ပေးတာလို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့တကယ်အကြောင်းရင်းကတော့လုံးဝကိုကွာခြားနေပါတယ် FIFA မှာအရန်ကိုတင်းကျပ်တဲ့စီးမြင်တစ်ခုရှိပါတယ်အသင်းတွေကတရားဝင်ကစားသမား26ယောက်ပဲစီးရင်သွင်းလို့ရတာပါဒါပေမဲ့ပေါ်တူဂီကတော့ဂယုမဆိုင်ပဲကစားသမား2ယောက်ပို့ပြီးခေါ်လာဖို့ဆုံးဖြတ်ခဲ့တာပေါ့အဲ့ဒီတည်းကတစ်ယောက်ကတော့ရီကာဒိုဘလူလိုလို့ခေါ်တဲ့အပိုဂိုးသမားတစ်ယောက်ပါသူကပထမဂိုးသမား3ယောက်လုံးဒဏ်ရာရမှာပဲကစားရမှာဖြစ်ပြီးအဓိကအဖြစ်တော့လေ့ကျင့်ရေးစင်ဖို့အတွက်ပဲပါဝင်မှာပါဒါပေမဲ့28ယောက်မြောက်နာမည်ကတော့လူတိုင်းကိုစိတ်လှုပ်ရှားစေခဲ့တဲ့ဒီယိုကိုဂျူတာပါပဲသူက2022ကမ္ဘာဖလားခြေစစ်ပွဲတွေတုန်းကပေါ်တူဂီအသင်းကိုအများကြီးကူညီခဲ့ပါတယ်ဒါပေမဲ့ဒဏ်ရာကြောင့်သူကပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရတယ်သူကပြန်ကောင်းလာပြီးတော့ဒီ2026ကမ္ဘာဖလားမှာပါဝင်နိုင်ဖို့နည်းမျိုးစုံနဲ့စ조사ခဲ့ပါတယ်ဒါပေမဲ့ကြေကွဲစရာကောင်းတဲ့မတော်တဆမှုကြောင့်သူကအခုတော့ကောင်းကင်ဘုံကနေပဲကူညီပေးတော့မှာပါဒါကြောင့်ပေါ်တူဂီကသူ့ကိုတင်ဂီတာအနေနဲ့ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့တာပါပဲ